Nga uza pe kaine ayaw me uza pe talai. Me atwa loli di me siya nga tawon yu me. Tilo labi. Te chama ta se chin. Nga uza pe kaine ayago me uza pe talai. Loka ima puba nire ayade alon me twa puzia ma hodo. Chano tide တိတဲ့လောက်လေးနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်သိတဲ့ဖခင်ကအယံကြွယ်ဝါအာမင်ပြီးတော့အယံပေးကမ်းတယ်အာမင်အယံမဆတယ်ဒါပေမဲ့တင်းရဲ့ပြဿနာဘာဖြစ်နေဆိုတော့မြေကြီးမှာမဖြစ်လို့ရင်ကောင်းကင်ဘောဖြစ်လို့လို့မရအောင်မြေကြီးမှာတင်းဆွဲကင်ထားတဲ့အခါမှာဘုရားသခင်ကလွတ်ချလို့မရဘူးဖြစ် You have to let go and let God You have to let it go. ဘုရားသခင်ကလွတ်ချဆိုတဲ့အရာတင်လွတ်ချလာရင်ဘုရားခင်ပြင်ဆင်တဲ့အရာတင်ဆွဲကင်လို့ရတယ်။ဘာဖြစ်လို့ဆိုတော့တင်မလွတ်ချတဲ့အခါမှာတင်လက်က available မဖြစ်တဲ့အခါမှာဘုရားခင်ပေးတဲ့အရာတင်ကကင်ယူနိုင်တဲ့အစွမ်းမရှိဘူးဖြစ်နေတယ်။ You have to let it go. Then what? Receive it. If you don't let it go, how can you receive it? You cannot. This is so you lo maya. Lakhan you lo maya na. Phaya uza pe khai ne aya ko tin uza pe tat ye la. Phaya uza pe khai ne aya tin uza ma pe be ne phaya ko chit de lo tin pyo ne de aya ya hout pa ma la? No. No, ma phit na. So tanji poya ma phit si ta kho ma thwin ma phau ma kho ma yu ya kaung kin bon nai banda ko si pu ja lo lo pyo de aya kaung kin ye takae banda ba le kaung kin ye banda ya ba le Phaya thakhin tan pho tha song ka win yin mya Come on Lu twat shwe de ngwe de koဒီမြေကြီးထဲမှာဖခင်ထည့်ပေးလိုက်တာမှန်ပေမဲ့မြေကြီးမှာရွှေတွေငွေတွေအကုန်ကြံခဲ့မှာဖခင်တန်ဖိုးအထားဆုံးအရာကြီးဖခင်ရဲ့တန်ဖိုးအရှိဆုံးအရာကစัจ java တစ်ခုလုံးကိုအစိုးရတော်ညာလဲမင်းရဲ့ဝိညာဉ်ဆုံးရှုံးရင်ဘာအကျိုးရှိမှာလဲဆိုဖခင်တန်ဖိုးထားတဲ့အရာကြီးပါလဲစัจ java တစ်ခုလုံးထက်သူဖန်ဆင်းတဲ့ဝိညာဉ်ကိုသူကအရန်တန်ဖိုးထားတဲ့ဘုရားဖြစ်နေတယ် Come on ဆိုကျွန်တော်ကြွယ်ဝခြင်းဘုရားစလဲဆိုတော့ကျွန်တော်ဘုရားနဲ့အချိန်ယူနေနေဒီနေ့ဘုရားနဲ့မိတ္တာဖွဲ့တဲ့အခါမှာဘုရားခင်ဖွင့်ပြတဲ့ຢာတကွာမင်းဝိညာဉ်ကိုစတင်ပြီးတော့မှချစ်တဲ့နေ့နဲ့စပြီးတော့မင်းကောင်းကြီးစတာမဟုတ်ဘူးလားကျွန်တော်ဝိညာဉ်ကိုချစ်တာမဟုတ်ကိုယ့်ကိုချစ်နေတာအဲ့ဒါတင်းကိုဆင်းရဲစေတာအဲ့ဒါတင်းကို breakthrough မဖြစ်စေတာဝိညာဉ်တွေကိုတင်တကယ်ချစ်လာပြီဆိုရင်ဝိညာဉ်အမျက်ရဖို့တင်ပါလုပ်ရမလဲကျွန်တော် Australia နဲ့ပတ်သက်ပြီးတော့ Australia conference အတွက်ကျွန်တော်နဲ့စကားပြောတဲ့ခါမှာတခုပဲပြောတယ်ဝိညာဉ်အမျက်ရမယ်ဆိုရင်ကျွန်တော်အကုန်လုပ်မယ်လို့တရားလဲသွားဟောပေးရအောင်မယ်လိုအပ်တဲ့ငွေကြေးလဲပေးရမယ်ပေးမယ်ကွာလို့Australia မဟုတ်ပါဘူးတခြားနေရာတွေပေးမယ်အဲ့ဒီဝိညာဉ်တစ်လုံးလွတ်မြောက်မယ်ဆိုရင်ဝိညာဉ်တစ်လုံးတကယ်ပဲဖခင်ကိုတကယ်ပဲနှစ်ဖူးတွေဒုတွေတွေ့သွားမယ်ဆိုရင်ငါဖို့ခပေးရတာတန်တယ်သွားမယ်ငါဝိညာဉ်ကိုတင်ချစ်ပြီးတော့မှဝိညာဉ်တွေကိုမှတ်ထားညီကောင်မောင်တို့ဝိညာဉ်တွေလွတ်မြောက်ပြီးတော့မှကောင်းကင်နိုင်ငံကိုအဲ့ဒီဝိညာဉ်တွေကိုတင်ကနေပြီးတော့မှပို့ဆောင်ပေးတဲ့သူဖြစ်နေခြင်းဟာအဲ့ဒါကောင်းကင်ဘဏ္ဍာစုဆောင်းနေတဲ့သူဗျာဟိုမှာရောက်တဲ့အခါမှာတင့်ကိုသူများတွေလာပြီးတော့မှပွဲဖတ်လိုက်မယ်ကျွန်တော်အတွက်ဆရာဟဲ့လားလာပြီးတော့ဝင်ငှခဲ့တယ်လေ
ဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတယ်ဝိညာဉ်ရေးနဲ့ပတ်သက်လိုက်လှုပ်ပေးမယ်လို့မပြောနဲ့ငါဖတ်တာငါလုံးမယ်မပူနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဝိညာဉ်တစ်လုံးတော့ငါအဖို့ခပေးကိုပေးရအဖို့ခမပေးဘဲနဲ့ကျွန်တော်မလုပ်ချင်ဘူးတဲ့ထိုမိမပြုတ်လေတမျှထိုမိမအကြောင်းကိုတဲ့ဧဝံဂေလိဟောတဲ့အယယတိုင်းမှာထိုမိမအကြောင်းကိုပြောရမယ်ဒီမှာရှိတဲ့မိသားစုတွေအားလုံးကိုပတ်စံနေတော့ကိုမလောက်ဘူးလို့တင်စဉ်းစားနေဘာကြောင့်လဲတင်ဘလို့သုံးရမလဲပဲတင်စဉ်းစားနေတင်အတွက်ပဲတင်စဉ်းစားနေတင်ဝိညာဉ်တွေအတွက်တင်ဘယ်နှခေါက်စဉ်းစားဘူးလဲတနေ့အဲ့ဒီရတဲ့ပတ်စံနဲ့ဘလို့သုံးရမလဲဒါပဲထိုင်စဉ်းစားနေတင်ဘယ်တော့မှကျွယ်ဝလာမှာမဟုတ်ဘယ်တော့မှ breakthrough ဖြစ်လာမှာမဟုတ်ဘူး no အဲ့ထဲကနေငါအထဲကနေဒီဝိညာဉ်တွေအတွက်ငါဘလို့မျိုးငါပေးမလဲငါဘလို့မျိုးစီချမလဲရှာတော့ပြောနိုင်မှာမရှိတာကို no ရှိမှပေးရတာမဟုတ်ဘူးမရှိတဲ့အထဲကနေပေးမယ်လို့ဆုံးဖြတ်ချက်ချပြီးတော့အဲ့ဒီအရာကိုတကယ်ပေးဖို့ပြင်ဆင်တဲ့သူဖြစ်ဖို့အရေးကြီးတယ် breakthrough ဖြစ်ကိုဖြစ်ရမယ်ဖြစ်ကိုဖြစ်ရမယ်ကောင်းကင်ဘန္တာကောင်းကင်မှာဖျားသခင်အနှစ်သက်ဆုံးအရာကဝိညာဉ်ပဲဗျာဝိညာဉ်ထက်တန်မိုးကြီးတာဒီလောကမှာဘာမှမရှိဘူးဗျဒီတိုင်းပဲကောင်းကင်ဘုံမှာပဲဘုရားသခင်အလွန်တန်ဖိုးထားတဲ့အရာကလည်းဝိညာဉ်ပဲဆိုတော့ breakthrough ဖြစ်ချင်တယ်ဆိုရင်အမှုတော်ဆောင်တွေမိသားစုတွေအားလုံးတင်ဝိညာဉ်ရိတ်သိမ်းပွဲကြီးထဲမှာတင်ဘလို့ပါဝင်လဲဆိုတာတင်စဉ်းစားတော့ဝိညာဉ်တွေလွတ်မြောက်မယ်ဆိုအဲ့ဒီထဲမှာတင်မျိုးစေ့ချဖို့တင်စဉ်းစားတော့Come on ဘယ်နေရာမှာလဲဆိုတာတင့်ဖတ်တာဖယားနဲ့မေးတင်သုံးဖို့မစဉ်းစားနဲ့မျိုးစိတ်ချဖို့စဉ်းစားအဲ့ဒါဆိုတင်ကြွယ်ဝခြင်းတင်းရဲ့နောက်ကိုလိုက်လာလိမ့်မယ်အဲ့ကြွယ်ဝခြင်းရိုးတကြွယ်ဝခြင်းဘာလဲသမုတ်တရားရဲ့ကြွယ်ဝခြင်းကတင်းနောက်ကိုပြန်ကိုလိုက်လာလိမ့်မယ်ဘာလို့လဲတင်ဝိညာဉ်ကိုချစ်တတ်သွားပြီဆိုရင်ဝိညာဉ်တွေအတွက်တင်ကပေးတဲ့သူတယောက်ဖြစ်လာပြီဆိုရင်ဖျားပြီးသွားပြီ